ပြစ်ထဲမှာကြာရောက်သွားပြီးလူရဲ့အဆအုံဆုံးအဝတ်စားကဘာနဲ့လှုပ်ထားတယ်လေတင်ဘောတဖန်ရွက်ကနေပြမှာစတင်ခါဆိုအဲ့ဒီတင်ဘောတဖန်ရွက်ကနေစပြမှာဝတ်လာခဲ့တဲ့အပြစ်ထဲမှာကြာရောက်သွားတဲ့လူမကအနာအမျိုးရှိတယ်ခရစ်တော်လက်ဝါးကားတိုင်မှာခံခဲ့တဲ့ရကဒီနေ့ကျွေးလောကမှာပြောရမယ်တမန်တော်ရှင်ဘောလို့တမန်တော်ရှင်ပေတုတို့ကအိုးเสียလူတေကိုရှေစင်တယ်မကြမ်းမာတော့ကြမ်းမာစေတယ်ဒါပေမဲ့တမန်တော်ရှင်ဘောလို့ကလူတယောက်ကိုအသက်မကြီးလာအောင်လုပ်ပေးလို့ရလားမရဘူးလူတယောက်ကိုအင်ဂျီဝတ်เสียမလို့အောင်လုပ်ပေးလို့ရလားမရဘူးလေဒါလို့မရဘူးလေဆိုတော့ဘယ်မှာရမလဲဆိုရင်ခရစ်တော်ဆိုတဲ့အသက်ပင်ပဲကျွန်တော်တို့ဒီနေ့ကောင်းကင်နိုင်ငံတော်ဝင်စားမယ့်နေ့တစ်နေ့မှာအဲ့ဒီအသက်ပင်ရဲ့အရွက်ဆိုတာဖယားဘုံအဖြစ်ဒီနေ့ကျွန်တော်ခြုံပေးမဲ့ဟာကိုပို့ဆောင်တယ်ကျမ်းစာထဲမှာအရှင်လလကောင်းကင်တက်သွားတာအင်းနောင်းနဲ့အေလီယာနေရောက်မလားဟုတ်ပြီဒါဆိုရင်အေလီယာရဲ့အကြောင်းကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်အောက်တို့ကြတော့အေလီယာဝတ်လုံကိုကောက်၍ပြန်လေ၏အေလီယာကအခုကျွန်တော်တို့လိုလေအရှင်လလဆိုတွေးရှိလားအသားရှိလားအယိုးရှိလားအင်ဂျီဝရလားအဲ့ဒီကိုခန္ဓာကကောင်းကင်ဝင်လို့မရဝင်လို့မရတော့ကြောင့်အေလိယရဲ့ဝတ်လုံကချခဲ့ရတယ်တိကော15အငယ်50မှာလူအသွေးအသားဒီတဲ့ဖယားတခေရဲ့နိုင်ငံတော်ကိုအမွေမခံနိုင်ကျွန်တော်ဒီကျမ်းစာကိုကြည့်ချင်အောင်ပြအသွေးအသားရှိတဲ့ဒီကိုခန္ဓာကဖယားနိုင်ငံတော်ထဲမှာအယိုးအသားပဲရှိတဲ့ဝိညာဏကိုခန္ဓာပဲရှိတဲ့နေရာမှာပျောက်ကြအင်းတော်နဲ့အေလိယနေရောက်တဲ့တိတောက်ဝင်လို့မရဒါရောကျင်းသေးတာကကောင်းကင်နိုင်ငံတော်ထဲမှာမဝင်ခင်လေးမှာပဲမြတ်စိတ်တမဲ့ထဲမှာပဲဝိညာဏကိုခန္ဓာတခါတည်းချိန်ပေးမယ်မှာဖယားဘုံဘယ်တော့မှမဟောနွားနိုင်တဲ့ဖယားဘုံထိုအသက်ပေအရွယ်အပြည့်တေချာဖို့ဖယားဘုံအပြည့်ခြုံပေးလိုက်တာချင်းသိပါပြီ